ကိုမွေးနေမှာရင်ကိုဖခင်ရင်ကိုတနက်နဲ့ပြစ်တက်လိုက်တဲ့17နှစ်သား Don't touch me! အမေရိကန်မှာဂိမ်းဆက်သိမ်းသွားတဲ့ဖခင်ကို17နှစ်သားကတနက်နဲ့ပြစ်တက်ခဲ့တဲ့ထူးခြားဖြစ်စဉ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။အကြောင်းရင်းကတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာအမြဲတွေ့နေရတဲ့ဂိမ်းဆက်တစ်လုံးကြောင့်ပါပဲ။အမေရိကန်မှာဖြစ်ပွားခဲ့တဲ့ဒီဖြစ်ကမိဘရင်းတွေရင်ထိတ်စရာသင်ခန်းစာတစ်ခုဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီ23ရက်နေ့အမေရိကန်နိုင်ငံပန်ဆယ်ဗေးနီးယားပြည်နယ်ကဒွန်ကန်နိုမြို့မှာပါ။အဲဒီနေ့ဟာဒီကလေးငယ်ရဲ့17နှစ်ပြည့်မွေးနေ့လည်းဖြစ်ပါတယ်။ဒီနေ့ကိုမိဘတွေနဲ့တူပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပေမဲ့ညပိုင်းမှာတော့အခြေအနေတွေက180ဒီဂရီပြောင်းပြန်ဖြစ်သွားခဲ့တာပါအသက်42နှစ်အရွယ်ဖခင်ဖြစ်သူဒေါက်ကလစ်ဟာသားဖြစ်သူရဲ့ Nintendo Switch ဂိမ်းဆက်ကိုသိမ်းယူခဲ့ပါတယ်အဲ့ဒီလိုသိမ်းလိုက်တာကိုကလေးကမကျေနပ်ပဲအလွန်မင်းဒေါသထွက်သွားခဲ့တာပါဖခင်ဖြစ်သူအိပ်ပျော်သွားတဲ့အချိန်မှာကလေးဟာဂိမ်းဆက်ကိုပြန်ရှာဖို့အတွက်ဖခင်ရဲ့မိခင်တစ်တာတော့ကိုခိုးယူပြီးဖွင့်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီထဲမှာသူလိုချင်တဲ့ဂိမ်းဆက်ကိုမတွေ့ပဲမထင်မဲ့ပဲတနက်တလက်ကိုသွားတွေ့ခဲ့ပါတယ်။ဂိမ်းဆက်သိမ်းသွားလို့ထွက်နေတဲ့ဒေါသကိုမထိန်နိုင်တော့ပဲနဲ့ကလေးဟာအိပ်ပျော်နေတဲ့ဖခင်ရဲ့အနီးကိုသွားပြီးတော့တနက်နဲ့ပြစ်တက်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ကလေးဟာသူ့မိစီပြေးသွားပြီးဒေဒီသေးသွားပြီးတားပဲတက်လိုက်တာလို့ဝန်ခံခဲ့ပါတယ်။စုံတပ်တွေကကလေးကိုမေးမြန်းတဲ့အချိန်မှာတော့ဂိမ်းဆက်ရှာမတွေ့လို့အရန်စိတ်ဆိုးနေတာနဲ့ပြစ်မိသွားတာပြစ်လိုက်ရင်ဘာဆက်ဖြစ်မလဲဆိုတာကိုမစင်စားမိဘူးလို့ထွက်ဆိုခဲ့ပါတယ်။အခုတော့ဒီကလေးဟာလူတက်မှုနဲ့အမှုရင်ဆိုင်နေရပြီဖြစ်သလိုလာမယ့်ဇန်နဝါရီလ22ရက်နေ့မှာရုံးချင်းခေါ်ယူထားပါတယ်။ဒီဖြစ်ရဟာအမေရိကန်ကတနက်ကင်ဆောင်မှုပေါ်ဆောင်မှုကိုမီးမောင်းထိုးပြနေသလိုတစ်ဖက်မှာလည်းကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ဂိမ်းအပေါ်ဆွဲလန်းမှုကိုမိဘတွေဘလောက်အထိတတိထားကင်တွယ်သင့်တယ်ဆိုတာကိုပြသနေပါတယ်။မိတ်ဆွေရောဒီဖြစ်ရပေါ်ဘယ်လိုမြင်ပါသလဲ။ကလေးရဲ့စိတ်ခံစားမှုလားဖခင်ရဲ့တနက်သိမ်းစီမှုပေါ်ဆတာကြောင့်လား။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။